ပြောမယ်ငါသူ့စကားပြောမယ်မိုးရှိတိုင်းအထုပ်ပတ်တိနဲ့စတင်ပြောရရင်ကောင်းမယ်ထင်တယ်ဟာလမ်းဖြတ်ကူးတဲ့ကောင်မလေးခဏချင်းတွေ့တတ်ဆုပ်လိုရုပ်ကြီးပြောင်းသွားတာလေပြောမယ်ငါသူ့စကားပြောမယ်ဟိုမရဲ့အပစ်ကြောင်ရှုပ်ပြပြောပြရင်ကောင်းမယ်ထင်တယ်ရှိခဲ့ဆယ်ရတယ်ကံကောင်းပါစေလို့မေတ္တာပို့နေပေါ့ဟုတ်ပြီစူဝတ်ဒူမြောင်ကိစ္စဝါတာကိစိုက်ပရက်ခမရဘလို့ထင်မှတ်ပါတယ်ဟက်တီတီမေကွန်ထုတ်နှုတ်ဆက်ပြီးစကားစမယ်ဟုတ်တယ်ဒါကောင်းတယ်ဒါနဲ့ပဲမိနစ်20လောက်လွန်မြောက်သွားပါပြီဘာမှမပြောဖြစ်သေးကိုတင်းနံပြီးတော့မှုန်းနေသေးတယ်ကျွန်တော်ရှေ့မှာကြောက်ရွံ့လူသူရက်နေစေရှင်းမခုံတုံလို့တဲ့သူရက်နေစေသူမမယောက်ျားမာနာကိုတူပါပြနေရအောင်ကျွန်တော်ကလည်းညံ့နေမိနစ်20နာရီဝက်စကားမထွက်လက်ဖြားခြေပြားအေးလာအိမ်ပြန်ရောက်မှဖြားတာပါပဲညလုံးစာထိုင်ရေးတယ်တကယ်ချင်သိလာပြီတနေ့အောင်ဝဲကိုသိရှိသူရဲ့ကောင်းတို့ရဲ့စိတ်သက်ဖြစ်လာပြီအာသာနီတို့ထုံနှလုံးမွေလာပြီရခင်မိမိရဲပြီးအစင်လာများနဲ့လာပြီလက်ထဲမှာစာနှုတ်ဖြားမှာစကားရှင်ထဲမှာတရားငါအေးစစ်စစ်ပြောကြမယ်ဟောဒီဩဂတ်ရဲ့ဓမ္မနတ်မှာငါသူနဲ့ရှင်ဆိုင်လိုက်တယ်ကျွန်တော်တက်ရှုံးပေါ့စကလုံးတစ်လုံးကချိန်မုံးတယ်ငါမင်းမေတော့ရှိပါတယ်တဲ့ဘာအတိတ်ပဲရှိတယ်လဲဟောဒီမှာကျွန်တော်စာဖတ်ကြည့်ပါတော့ဗျာနောက်တနာရှုပ်ရှင်းလဲခမများပဲဒီကပါဗျာဒါပဲကျွန်တော်ပြောခဲ့ပါတယ်ခမများတကားထပ်ပိတ်တာကျွန်တော်နားလဲပါတယ်နှလုံးသားဆိုတာအမေမွေးတော့ပါလာလို့ဒါခမများခန္ဓာကိုယ်မှာရှိနေတာပါဘာမှတောင်းဝင်တော့တိတ်ခါမာနမိထာဗလာတိကာဒေကာနတ်ကြီးပြီးမိုးနေမြင်းဖြောက်ပေါ်အလူကွန်ပျူတာတို့သုံးပြနိုင်တယ်ကျွန်တော်ရှင်မှုသမားခံစားမှုပဲရှုံတယ်ခမရောက်လို့ခံစားရမယ်ဖရာပဲသိတယ်ကျွန်တော်မှမဟုတ်ပါဘူးဘသူ့မဆိုချစ်မှမဟုတ်ပါဘယ်လုံးဆိုမမကြီးရှင်ခုံနာကိုခံစားကြည့်ပါဒုက္ခရတာခြုံရတယ်ဘဝကိုချစ်တတ်လာပါလိမ့်မယ်လုံးမဲ့ခုံမဲ့ရှိစားမဲ့ခွင့်ထူးမဲ့အမေအားလုံးရဲ့ရှိမုံမြတ်ပိနိုင်ငံတော်ရတကောင်းကင်ဘုံမှာအိမ်မက်မှာအီမီပေါ်သို့ကျဆင်းတင်းထုံဆုံးရနတ်တဲ့ဖြူဖြစ်လာသောပန်းပွင့်များပွဲတော်များခံစားတတ်မှတ်စေခြင်းပါလေတေချင်းကိုခန်းချင်းတောင်းမှငြိမ်လေးဆောင်လာကြမိငဝါကျွတ်တာကြာပြီမဟုတ်လားဟိုကောင်ဝင်လာလိမ့်မယ်ပုံနဲ့ကွယ်မှာကတ္တရလန်းထင်ရဲ့ချင်းတန်လေလေစကလုံးတွေလည်းရှောက်လာတယ်ပတ်တီးကားပိတ်တင်းပေါက်တကားပိတ်လာတကားပိတ်နေတကားပိတ်အိမ်မပြောသေးရင်ခုံတွင်စေပြားပလင်းလေးတွေရှိတယ်မင်းကိုရင်ခုံမင်းကိုတုံလို့ဆူဆူဝါဝါတကားပိတ်အိုငါးရည်တွေစိတ်မွား
ဒဏ်ရာနဲ့သွေးစိမ်းရှင်းရှင်းလူမြင်တိုင်းတိုင်တယ်နေပေါ့ရုံးကစရေးစချီကန္နာလုတ်သမားတန်လန်းလုတ်သမားတင်မောသားကျောင်းသားစစ်သားနေစားစလိတ်သမားဟင်းရွက်ရောင်းတဲ့ကောင်းမလေးခုံတန်းဈေးတဲ့အိုးနေလို့သူပေါင်းလို့ကျောင်းဆောင်လို့ပြောကြပါတယ်ကျွန်တော်တို့တကားအားလုံးပိတ်ထားတယ်ဦးကိုတူမချင်ရရင်းမမီဘူးလားကိုလိန်ညာရဲ့ပုံမှန်420ရှိတယ်ညီစူးလိုက်ဘာထိတ်ကိုတက်အဲ့ဒီအချက်လက်တွေငါတင်ပြချင်လာတယ်တရားတစ်ခါပြုံးပြ၍ဘာမှပြောနေတော့အခါကျုံမှာတက်လုံးစောင့်ဆိုင်နေရပါတော့တယ်တကူတက်တွေလည်းဒီလိုဖြစ်ကြီးဖြူခတ်သွားလိမ့်မပေါ့အင်းအားတန်လိုက်ပုတ်ပေါ်လိုက်ကြတရားတစ်ခါမခလုတ်တိုင်းနေကြတဲ့ခလုတ်ကလေးကိုဆွေးနေပေါ့မြစ်တမြစ်မှာနှစ်ခါရေမချိုးနိုင်ဆိုထင်ပါခေါ်မအပြီးမအောင်တတိယမိတယ်ကဘာဟာနေရာဟာဒီတိုင်းမှုအဟောင်းဟာထုံးစံကြောင်းတွေလိုပဲရှင်နေသူကိုကြောက်ခဲတဲ့ဘူးချီရဲ့ဒီလိုချိန်မှာဟန်ဆောင်ကြရဖြစ်လောကကြီးစိမ့်လန်းလာနိုင်တယ်ဒေတာတန်ပါမယ်ပြက်လက်လှူရှာမှုရှိတယ်ရေတက်ပြုံးတက်ပုံမယ်ဆိုရင်နောင်တနဲ့ငိုလိုမှုပြင်းပြက်နာဂတ်ပြားဖွင့်มาတော့မယ်အကြီးပြစမ်းဘာညာကလေးများယဉ်ကျေးမှုနန်းတော်တင်တို့အတွက်ခေါ်တယ်ကျွန်တော်စောင့်စားနေပါသည်